ခံနေကြတဲ့ဒီကမောင်နှမများနဲ့ဒူဝိုင်းတော်သားများအားပေးကြရင်ရည်ပြီးတင်ပြည်သူများအားတတ်နိုင်သမျှအလူငွေများထည့်ဝင်ပေးကြပါဦးခင်ဗျာ